ကလေးတို့အားလုံးမင်္ဂလာပါတီရှယ်ဒီနေ့ပြောပြမယ့်ပုံမြင်လေးရတော့ KG သင်ခန်းစာတွေကဘယ်သွားမလို့လဲကြပါ့ဆိုတဲ့ KG ပုံမြင်လေးပဲဖြစ်ပါတယ်တခါတော့ကရွာသားရဆိုတဲ့ရွာကလေးမှာဂျာပေါက်တို့မိသားစုဟာလေယာလုပ်ငန်းလုပ်ကိုင်ပြီးပျော်ရွှင်စွာနေထိုင်ကြတဲ့ဂျာပေါက်အသက်9နှစ်အရွယ်ရောက်တော့ဂျာပေါက်ရဲ့မိဘတွေဟာကျောင်းတက်ဖို့ရွာမှာရှိတဲ့မူလတန်းကျောင်းမှာကျောင်းသွားအပ်တာပေါ့ဂျာပေါက်လည်းကျောင်းတက်ရတော့မယ်ဆိုတော့အရန်ဝမ်းသာနေရှာတယ်ကျောင်းစားတက်ရမယ့်နေ့ရောက်တော့ဂျာပေါက်ကနနက်စောစောအိပ်ရာထားပြီးတော့ရေချိုးဝစ်စားလဲထမင်းစားပြီးတော့သူ့အဖေဝယ်ပေးထားတဲ့လွယ်အိတ်ကလေးကိုလွယ်ကသူ့အမေကိုဖတ်ပြီးမမေဂျာပေါက်ကျောင်းသွားတော့မယ်လို့ပြောကနှုတ်ဆက်တဲ့ခွဲသူ့အမေကလည်းသမီးကောင်းကောင်းသွားနော်လို့ပြောတဲ့အဲ့ဒီလိုနဲ့အိမ်ကထွက်လာပြီးချမ်းဝရောက်တော့သူ့ဒေါ်လေးနဲ့တွေ့တဲ့အခါသူ့ဒေါ်လေးကဘယ်သွားမလို့လဲဂျာပေါက်လို့မေးတယ်ဂျာပေါက်ကလည်းကျောင်းသားမလို့ပါလို့ပြောလိုက်တာပေါ့ကွယ်အဲ့လိုနဲ့ရှေ့ဆက်ပြီးသွားတာလမ်းရောက်တော့သူ့အကိုဝမ်းခွဲနဲ့တွေ့ပြန်တယ်သူ့အကိုကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးပြန်တယ်ဂျာပေါက်ကလည်းကျောင်းသားမလို့ပါလို့ပြောလိုက်တယ်အဲ့ဒီလိုနဲ့ဂျာပေါက်ဟာရှေ့ဆက်သွားတော့တစ်ပင်ကြီးနာမှာသူ့ဦးလေးနဲ့တွေ့တဲ့ခွဲသူ့ဦးလေးကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးတယ်ခွဲဂျာပေါက်ကလည်းကျောင်းသားမလို့ပါလို့ပြောလိုက်တယ်အဲ့လိုနဲ့ရှေ့ဆက်ပြီးသွားတာတောင်ကုန်းပေါ်မှာလေသမားကြီးတဦးနဲ့တွေ့ပြန်တယ်လေသမားကြီးကလည်းဘလို့မေးမယ်လို့ထင်တယ်လေဟုတ်တယ်ဘယ်သွားမလို့လဲဂျာပေါက်လို့မေးလိုက်တာပေါ့ကွယ်ဂျာပေါက်ကလည်းကျောင်းသွားမလို့ပါလို့ပြောလိုက်ပြန်တဲ့အဲ့လိုနဲ့ရှေ့ဆက်သွားတော့ရွာထဲကဈေးဆိုင်ကစိုင်းပိုက်ရှင်အတော်ကြီးနဲ့တွေ့တဲ့ခွဲအတော်ကြီးကလည်းဘယ်သွားမလို့လဲဂျာပေါက်လို့မေးတဲ့ခွဲဂျာပေါက်ကလည်းကျောင်းသွားမလို့ပါလို့ထပ်ပြောလိုက်ပြန်ရောတဲ့အဲ့လိုနဲ့သွားလိုက်တာကျောင်းအဝင်ဝမှာကျောင်းအုပ်ကြီးနဲ့တွေ့တဲ့ကျောင်းအုပ်ကြီးကမင်္ဂလာပါကလေးကြီးကလေးကသူငယ်တန်းကလားလို့မေးတော့ဂျာပေါက်ကလည်းမင်္ဂလာပါဆရာကြီးသမီးကသူငယ်တန်းကပါလို့ပြောလိုက်တဲ့အဲ့ဒီအခါမှာကျောင်းအုပ်ဆရာကြီးကသူငယ်တဲ့အခန်းကဟိုနားမှာသွားလိုက်ပါလို့ပြောတော့ဂျာပေါက်ကလည်းဟုတ်ကဲ့ပါဆရာကြီးလို့ပြောကအခန်းကိုရှောက်လာတဲ့သူငယ်တဲ့အခန်းဝလည်းရောက်ကောဆရာမကသမီးရေမင်္ဂလာပါလို့ပြောတော့ဂျာပေါက်ကလည်းမင်္ဂလာပါဆရာမသမီးကသူငယ်တန်းပါဒါကသူငယ်တန်းအခန်းလားရှင်လို့မေးလိုက်တဲ့အဲ့ဒီအခါမှာဆရာမကဟုတ်တယ်ဒါသူငယ်တဲ့အခန်းပဲဆရာမကကလေးတို့ရဲ့ဆရာမပါသမီးနာမည်ဘယ်လိုခေါ်ပါတဲ့လို့မေးတာပေါ့ကွယ်အမကြီးဂျာပေါက်ပါဆရာမလို့ဖြေလိုက်တယ်အခန်းထဲကိုဝင်လာခဲ့သမီးရေလို့ဆရာမကပြောလိုက်တဲ့အခါဂျာပေါက်ကဟုတ်ကဲ့ပါဆရာမကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးဝမ်းသာစွာဖြင့်သူငယ်တဲ့အခန်းထဲကိုဝင်သွားပါတော့တယ်ကွယ်ဂျာပေါက်လေးရာအเจ้าမှာပျော်ပျော်ရွှင်ရွှင်နဲ့စတင်ပြီးတော့လေအိမ်ကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်သွားတာပေါ့ကွယ်